မင်္ဂလာပါကျွန်တော်တို့အခုဘီကိုတူကချယ်ရတီကရေတံခွန်တောင်ဘက်မှာရှိတယ်တော်ရချောင်းဘက်တီကိုရေလူဖို့အတွက်ရောက်နေပါပြီအခုဆိုရင်ဒါပထမဆုံးအနေနဲ့ဓမ္မဥယျာဉ်ပရဟိတဘာကကျောင်းမှာလိုအပ်နေတဲ့တောက်သုံးရေကိုစပြီးတော့ကျွန်တော်တို့လှူဒန်းနေပါပြီဒီမှာဘူး90လောက်ကျွန်တော်တို့လှူဒန်းမှာပါပြီးလို့ရှိရင်ကျွန်တော်တို့တရားရင်ဆက်ပြီးတော့ဟိုဘက်တောင်ကျိုးတစ်လျှောက်မှာသတင်းသုံးနေတဲ့တော်ရချောင်းလေးတွေကိုဒီဆက်ပြီးလှူဒန်းပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့လှူဒန်းမယ့်ရေကတော့အလုံးပေါင်း20လီတာဘူးကြီး100ဖြစ်ပါတယ်20လီတာဘူး100ကျွန်တော်တို့တီတီကိုလာရောက်ပြီးလှူဒန်းပေးနေတာဖြစ်ပါတယ်Hello, Mingalaba teacher Jos. Now we are here. This is Yedagong Hill. We are Mandalay and we come here to donate drinking water for the monastery. Now we are donating drinking water for this monastery education school, and after that we will go to another place and another monastery, and we donate Thank you so much, Teacher Jos family and friends, for your lower donation in this needy time for Sangha, nuns and lay people. Thank you. ဟုတ်ကျွန်တော်တို့ဒီမှာတူတန်းပြီးသွားရင်ကျွန်တော်တို့နောက်ထပ်ဒီတောင်ကျောတစ်လျှောက်မှာရှိတဲ့တော်ရချောင်းလေးတွေကိုတွားပြီးတော့တချောင်းချင်းစီကိုတွားပြီးတူတန်းပေးမှာဖြစ်ပါတယ်ကျွန်တော်တို့နဲ့အတူလိုက်ပါကြည့်ရှုရင်းနဲ့ကုသိုလ်အတူပါဝင်ကြဖို့အားလုံးဖိတ်ခေါ်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်အလူရှင်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ See you back